ဒီဆေးလေးကတော့ Fataya 4G ဆေးလေးဖြစ်တယ်ဒီဆေးက Pro အုပ်စုမှာပါဝင်တဲ့ဆေးလေးဖြစ်တယ်သူက Croran Dranili Pro သူကဘာလဲဆိုတော့ပိုးကောင်တွေရဲ့ချွတ်သားကိုသူကအလုံးမလုံးအောင်တားဆီးပေးတယ်ဆေးကျွေးပြီးတဲ့ဒီမှာဆေးကျွေးပြီးတဲ့ခဏအတွင်းမှာတော့အစာစားမှုတော့ရစ်တန့်ပေးတယ်ပြီးတော့အပေမှာကတ်နေတယ်ဟိုနေလှေးပိုးတို့ရွက်ဖြက်ပိုးတို့နောက်ဖတ်ထုတ်ပိုးရှိမယ်နောက်တစ်ခုကပြီးတော့ဥလျှောက်ပိုးတို့အပေမှန်သမျှသူကကျဲပြီးရတော့ဒီအပင်ကနေပြီးတော့သူကဒီပေမှာကတ်ပြီးတော့သူကဘယ်လိုလဲဆိုတော့ပြန်နေပြီးတော့စိတ်ထုတ်ပေးတာပေါ့နော်။ဒါတရားပိုးကောင်းနေအကုန်ဒီအပင်သေးပိုးတို့ဘာတို့အဲ့အတွက်ကောင်းနေပေါ့နော်။ဒါကတော့အဲ့ဖာတာရ 4G ကျွေးထားတဲ့ခင်လေးပေါ့နော်။အဲ့ဒါလေးပြထားတာမှာအပင်တွေပေါ့နော်။သူကအပင်အားလဲကောင်းနေအားစေးတွေလည်းပါတယ်အစုံပါတယ်ပေါ့ဒီစေးသူကပိုးရဲ့တန်ရောင်ပိုးသူကတာရှည်ကမှုကတလားတွင်းကြာတယ်အဲ့တလားတွင်းမှာဆိုရင်ဘာစီမတော့ဖြန်းစရာမလိုပေါ့နော်။အဲ့စေးလေးကကောင်းတယ်။သူရဲ့စိတ်ပေါင်ငွေ0.5ရာခိုင်နှုန်းနဲ့အခြားပေါင်ရာခိုင်နှုန်းကတော့ပစ္စည်းပေါင်ငွေ69.6ရာခိုင်နှုန်းပါဝင်နေပေါ့နော်ဒီဆေးလေးက